ရုပ်ရှင်ပရီမီယာရှိုးနေ့ရက်တရားစိတ်အတွက်တော့ထူးခြားတဲ့အခိုက်အတန့်နေတဲ့တခုပါပဲဒီနေ့ကတော့ခါတိုင်းထက်ပိုပြီးထူးခြားနေခဲ့ပါတယ်ဘာကြောင့်လဲဆိုတော့ဒီနေ့သွားမဲ့ပရီမီယာရှိုးရုပ်ရှင်ရဲ့နောက်ခံကြောယူက1988ခုနှစ်စာပေဗိမာန်ပထမဆုနဲ့1980ပြည့်နှစ်အမျိုးသားစာပေဆုရထားတဲ့ပန်းမြိုင်လယ်မှဥယျာဉ်မှုဆိုတဲ့ဆရာကြီးလယ်တွင်သားစောချစ်ရေးထားတဲ့ဝတ္ထုလေးဖြစ်နေလို့ပါပဲလေးစားမျက်နှာရတဲ့ကျောင်းဆရာဆရာမတွေကိုဂုဏ်ပြုသောအဖြစ်စိန်ကအစိမ်းရောင်လေးကိုဝတ်ဆင်မှုရွေးချယ်ထားပြီးတော့ဆရာဆရာမတွေရဲ့အခက်ခဲပေါင်းများစွာကနေပန်းပွင့်လေးတွေကိုပြိုးထောင်နိုင်တဲ့ရဲရင်တည်ကြည်မှုကိုကိုစားပြုတဲ့အနေနဲ့နှင်းစီအနီလေးကိုပန်မဲလို့ရည်စူးထားပေမဲ့အဲ့ဒီအစားအနီရောင်နှက်ခဲနီလေးကိုပြောင်းပြီးဆိုသွားလိုက်ပါတယ်။ဇာလေးကတော့ကိုလိုနီခေတ်နှောင်းပိုင်းမြန်မာအမျိုးသမီးတစ်ယောက်ရဲ့ဂုဏ်ကျက်တည်နဲ့အတူအနက်ရောင်လေးကတော့ပညာရဲ့တစ်ခုကိုစုံငန်းတိုင်တက်မြောက်ခြင်းရဲ့သင်္ကေတတစ်ခုလည်းဖြစ်ပါတယ်။စိတ်တို့ရဲ့ဆရာဆရာမတွေကစိတ်တို့တွေကိုအစဉ်အမြဲလေးနက်တဲ့ပညာရဲ့တွေကိုစုံငန်းတိုင်စီခြင်းခဲ့တာမို့လား။ဆရာကြီးလည်းဒီနာဆိုရှင်ရေးသားထားတဲ့ပန်းနိုင်တဲ့မှဥယျာဉ်မှုတူလေးရဆိုရင်ကျောင်းဆရာတယောက်ရဲ့ညှော်လင်းချက်တွေအိမ်မက်တွေစေတနာဝါဒနာအနစ်နာဆိုရင်နာသုံးတာကိုအခြေခံပြီးတည်ဆောက်ထားတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်။တာဝန်ခံကျောင်းဝေရာသူနဲ့ကြောင်မီးကျေးရွာလေးကိုရောက်လာတဲ့ဆရာကြီးချင်းမှာဘာဆိုဘာမှပါမလာခဲ့ပါဘူးတခုပဲသူ့မှာကြောင်မီးကျေးရွာကရှိတဲ့ကလေးငယ်လေးတွေရဲ့အနာဂတ်ကိုပြောင်းလဲပြစ်နိုင်မယ်ဆိုတဲ့ယုံကြည်ချက်နဲ့စိတ်ပိုင်းပြမှုတစ်ခုကလွဲလို့ပေါ့ရုပ်ရှင်စကားထဲမှာတော့ခေါင်ဖျားတဲ့ရွာလေးတရွာကပညာရေးအားနည်းမှုနဲ့စေတနာရှင်ကျောင်းဆရာလေးတယောက်ရဲ့ရုန်းကန်ကြိုးစားမှုတသက်ကိုကြီးတရုပ်ဖော်ထားတာတော့မဟုတ်ဘူးကျောင်းဆရာလေးနဲ့အတူသူ့ဘေးနားမှာအတူရှောင်းလန်းအားပေးဖေးကူခဲ့ပြီးတော့တလောကလုံးကမယုံကြည်ကြတဲ့အချိန်မှာတော့ဆရာငင်းချမ်းရဲ့အိမ်မက်ကိုယုံကြည်ခဲ့တဲ့တူးတီးသောအမျိုးသမီးလေးနဲ့ကြားကချစ်ချင်းဖွဲ့မေတ္တာဇလန်းလေးကိုလည်းတရုပ်ဖော်ထည့်သွင်းထားတာကိုတွေ့ရပါတယ်ပန်းမြိုင်လေမှဥယျာဉ်မှုပါရှက်သွေးကြွယ်ပြီးတိမ်မွေးလှပတဲ့ချစ်ချင်းဖွဲ့မေတ္တာအကြောင်းမယိုင်လဲတဲ့ရင်းရင်ပြတ်သားမှုအကြောင်းခက်ခဲကြမ်းတမ်းတဲ့စိန်ခေါ်မှုတွေကိုရင်ဆိုင်တည်ဆောက်ခဲ့တဲ့အကြောင်းလူငယ်ကျောင်းဆရာလေးတယောက်ရဲ့အိမ်မက်ဟာလူအဖွဲ့အစည်းတစ်ခုကိုကောင်းမှုမြင့်မားတဲ့အရွေတစ်ခုစီပြောင်းလဲသွားစေနိုင်ကြောင်းသက်သေပြရုံတစ်ခုပါပဲဒီညမှာတော့စိတ်တို့တွေဟာအိမ်မက်တွေဟာစိတ်ကူးတွေဖြစ်လာပြီးစိတ်ကူးတွေဟာလက်တွေ့အကောင့်ထဲဖြစ်လာကြောင်းကိုပိတ်ကားထက်မှာမြင်ရတော့မှာဖြစ်ပါတယ်ဒီလိုဝတ္ထုဇက်အိမ်မျိုးစကားမျိုးဟာအညတရရောင်ငယ်လေးတစ်ခုမှတော့ပျော်လင့်ချက်ဆိုတဲ့မိပြပြလေးကိုလောကကိုထွန်းလင်းပေးနိုင်လောက်အောင်အားကောင်းတဲ့ရောင်ဝါအလင်းနဲ့ညီအဖြစ်ပြောင်းလဲပြစ်နိုင်ကြောင်းသက်သေထူလိုက်တယ်လို့ပါပဲပညာတပါအာဘာနတ္တိတဲ့ပညာနဲ့တူတဲ့အလင်းမရှိဆိုတဲ့လားစိတ်ဒီနေ့ပန်းမြိုင်လဲမှဥယျာဉ်မှုပရီမီယာရှိုးကိုရောက်ရှိနေရတဲ့အတွက်အင်မတန်မှဂုဏ်ယူမိပါတယ်ဘာလို့လဲဆိုတော့မျိုးစေ့လေးတစ်ခုကနေပန်းဥယျာဉ်ကြီးအထိတိုးထောင်သွားနိုင်တဲ့ဥယျာဉ်မှုတွေလိုမျိုးလေးစားမျက်နှိုးထိုက်တဲ့ဆရာဆရာမတွေရဲ့နာသုံးတာနဲ့မိမိကိုယ်ကိုကောင်းအောင်ကြိုးစားရမည်ဆိုတဲ့စိတ်ဓာတ်နဲ့ခံယူချက်ကိုဂုဏ်ပြုမျှဝေခွင့်ရခဲ့လို့ပါပဲ